အချိန်10မိနစ်ပဲပေးပါမိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာအချက်လက်တွေကိုပြောပြမယ်ရှင်ဒီနေ့ခေတ်ကမ္ဘာမှာဖုန်းနဲ့ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆွေးနွေးချက်တွေကိုဆွေးနွေးတဲ့အခါမှာဖုန်းကနေထွက်လာတဲ့ဓာတ်ရောင်ခြည်တွေကလူတွေရဲ့အုံနောက်အကျိတ်အုံနောက်ကင်ဆာကိုဖြစ်စေနိုင်သလားဆိုတဲ့ခေါင်းစဉ်ကိုကြဲကြဲဝုန်းဝုန်းဆွေးနွေးနေကြတယ်။ဘာလို့လဲဆိုတော့အုံနောက်ကင်ဆာဖြစ်တဲ့အုံနောက်အကျိတ်ဖြစ်တဲ့သူတွေကိုစုံစမ်းလိုက်တဲ့အခါမှာအဲ့ဒီလူတွေကဖုန်းကိုအလွန်အကျွံသုံးတဲ့သူတွေဖြစ်နေတယ်။ဒါကြောင့်မလို့တချို့တွေကဆွဆွဲချက်တွေတန်မြတွေအများကြီးရှိတယ်။အဲ့တော့သိပ္ပံပညာရှင်တွေကစုံစမ်းစစ်ဆေးမှုတွေအများကြီးလုပ်ကြတယ်ဒီနေ့အချိန်အထိလေးလာတွေ့ရှိချက်တွေအရာကတော့ဖုန်းကထွက်တဲ့ဓာတ်ရောင်ခြည်ကြောင့်မလို့လူတွေရဲ့အုံနောက်အကျိတ်တွေအုံနောက်ကန်ဆာတွေတိုက်ရိုက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကတော့လုံးဝမတွေ့သေးဘူးဒီတစ်ချက်ကကျတော့ဖုန်းကိုဘယ်လိုထားလဲပုံမှာမူတည်ရဖုန်းကိုအသုံးပြုပြီးဖုန်းကိုမသုံးသေးခင်အမျိုးသားတွေကကျတော့ဖုန်းကိုရင်ဘတ်ထဲမှာထည့်တယ်ဘောင်းမီအိတ်ကက်ထဲမှာထည့်ကြတယ်အဲ့ဒီအခါမှာဖုန်းရဲ့ထွက်လာတဲ့အပူရှိန်ကအမျိုးသားတွေရဲ့သတိအောင်နိုင်မှုစွမ်းရည်ကိုလည်းရောကြစေတယ်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ရင်ဘတ်နားနီးနီးမှာထားတာဆိုလို့ရှိရင်ရင်သားကင်ဆာတွေဖြစ်လာနိုင်စေများတယ်တဲ့နောက်တစ်ချက်ကအိပ်ယာဝင်တဲ့အခါမှာဖုန်းကိုလွယ်ကူခေါင်းအောင်နားမှာပဲထားပြီးတော့အိတ်လေးအိတ်ထားရှိတဲ့သူတွေအတွက်သတိထားကြရပဲအဲ့လိုမျိုးဖုန်းကထွက်လာတဲ့ကိုကတော့လူကတော့အိတ်နေတာဖုန်းကမအိတ်ဘူးအဲ့တော့ဖုန်းကထွက်လာတဲ့ဓာတ်ရောင်ခြည်တွေဆိုတာရှိတယ်အဲ့ဒီဓာတ်ရောင်ခြည်တွေကအုံလုံးနဲ့ဆိုင်တဲ့ယောဂါတွေကိုလည်းအများဆုံးဖြစ်စေနိုင်ပါတယ်လို့သိပ္ပံပညာရှင်တွေကအဆိုပြုတင်သွင်းထားပါတယ်ဒီချက်ကတော့အလှပရေးရဗဟုသုတလေးလူခန္ဓာကိုယ်ကတအားမဝပဲနဲ့မေးစီနှစ်ထပ်ဖြစ်တာမျိုးဘယ်လိုဆိုလူမျိုးလေဒီလိုမျိုးနှစ်ထပ်ဖြစ်တာမျိုးတွေရပါတော့အဲ့ဒါဖုန်းကြည့်ရနဲ့တိုက်ရိုက်ပတ်သက်တယ်နော်လူတိုင်းတော်တော်များကဖုန်းကိုမှီပြီးတော့ဒီလိုမျိုးကြည့်တာများတယ်ပေါ့နော်အဲ့လိုဆိုတော့ကိုယ့်ရဲ့ဒီမေးရောက်ကကြွက်သားတဖြည်းဖြည်းနဲ့တွဲကြလာတာအဲ့တော့ကျတော့အသက်အရွယ်မကြီးသေးပဲနဲ့လူကတအားမဝပဲနဲ့မေးနှစ်ထပ်မေးသုံးထပ်ဖြစ်နေတာမျိုးတွေကအဲ့မိုဘိုင်းဖုန်းကိုအကြည့်မတော်တာတွေပါတယ်အဲ့တော့တေချာလေးသတိပြုစေချင်ပါတယ်နောက်တစ်ချက်ကကျတော့ဖုန်းအသုံးများတဲ့သူတွေအတွက်ကျန်းမာရေးရှုထောင့်ကနေဘယ်လိုမျိုးအကြံပေးထားလဲဆိုလို့ရှိရင်တဲ့20ဆိုတဲ့နည်းကိုသုံးပါတဲ့ဘယ်လိုလုံးဆိုတော့ဖုန်းကိုမိနစ်20လောက်ကြည့်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အဝေးမှာရှိတဲ့အရာဝတ္ထုကိုစက္ကန့်20လောက်စိုက်ကြည့်နောက်တစ်ခါဖုန်းကိုမိနစ်20ကြည့်စက္ကန့်20လောက်အဝေးကိုစိုက်ကြည့်အဲ့လိုမျိုးနီလန်းကိုအသုံးပြုခြင်းအပြင်ဂုတ်ကြီးပေါင်းနေပေါ့နော်ဖုန်းအကြည့်များတဲ့သူတွေအတွက်ဂုတ်ကြောတက်တာတွေပါလေတက်တာစေနိုင်ပါတယ်တဲ့ဒါလေးတွေကတော့ live ပေါ်မှာတွေ့လာတဲ့အချက်လက်လေးတွေကိုစုပြီးတော့ပြောပြလာပါရှင်拜拜